မြော်တဲ့နှစ်တွေရှိနိုင်တယ်။ဒါပေမဲ့စင်အမိကြီးတွေကအရှင်တော်ကသွားခဲ့မှုတဲ့ရေရှိရာနေရာတွေကိုမမေ့ပါဘူး။နှစ်အတော်ကြာပြီးတဲ့တိုင်အောင်ဒီဘက်ကိုသွားရင်ရေရှိတယ်လို့မှတ်မိနေတတ်ပါတယ်။ Hello မင်္ဂလာပါသားတို့သမီးတို့ရေစင်တကောင်ကဘရောမှမမေ့ဘူးဆိုတဲ့စကားကြားဘူးကြလားဒါကပုံမြင်မဟုတ်ပါဘူးနော်စင်လေးတွေကမှတ်ဉာဏ်တကယ်ကိုကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အုံနောက်ရွယ်စားကအရန်ကြီးလို့ပါလိဆန်လောကထဲမှာအကြီးဆုံးအုံနောက်ရှိတဲ့အကောင်တွေကတစ်မျိုးဖြစ်ပါတယ်အထူးသဖြင့်မှတ်ဉာဏ်ကိုထိန်းချုပ်တဲ့အုံနောက်စိတ်ပိုင်းကအရန်ဖွံ့မျိုးပါတယ်အဲဒါကြောင့်သူတို့မြင်ဘူးတဲ့လမ်းကြောင်းတွေရေရှိတဲ့နေရာတွေမိတ်ဆွေစင်တွေရဲ့အတန်တွေကိုနှစ်ပေါင်းများစွာမှတ်မိနိုင်ပါတယ်ပူပြင်းတဲ့နေရာတွေမှာမိုးမြော်တဲ့နှစ်တွေရှိနိုင်တယ်ဒါပေမဲ့စင်အမိကြီးတွေကအရှင်တော်ကသွားခဲ့မှုတဲ့ရေရှိရာနေရာတွေကိုမမေ့ပါဘူးနှစ်အတော်ကြာပြီးတဲ့တိုင်အောင်ဒီဘက်ကိုသွားရင်ရေရှိတယ်လို့မှတ်မိနေတတ်ပါတယ်အဲ့ဒီမှတ်ဉာဏ်ကြောင့်မိသားစုတစ်စုလုံးအသက်ရှင်နိုင်ပါတယ်စင်လေးတွေကမိသားစုကိုရမ်းချစ်ကြပါတယ်သူတို့ကအုပ်စုလိုက်နေထိုင်ကြပြီးတော့အမိစင်ကြီးတစ်ကောင်ကအုပ်စုကိုဥဆောင်တတ်ပါတယ်မိတ်ဆွေတစ်ကောင်ကိုနှစ်ပေါင်းများစွာမတွေ့ရဘူးဆိုရင်တော့ပြန်တွေ့တဲ့အခါအတန်ထွက်ပြီးဝမ်းသာတတ်ကြပါတယ်သူတို့ရဲ့မှတ်ဉာဏ်ကမိတ်ဆွေကိုမမေ့စေတဲ့လက်ဆောင်တစ်ခုပါပဲကဲအခုသူတို့ရဲ့အရွယ်အစားကိုကြည့်လိုက်ကြရအောင်စင်တကောင်ရဲ့အမြင့်က2.5 မီတာကနေပြီးတော့4 မီတာလောက်ထိရှိနိုင်ပါတယ်အဲ့ဒါကလူကြီး2ယောက်ကိုတယောက်ပေါ်တယောက်တင်ထားတဲ့လောက်ကိုမြင့်ပါတယ်တချို့စင်ကြီးတွေဆိုရင်အခန်းတစ်ခန်းစာလောက်အမြင့်လောက်ရှိပါတယ်အလေးချိန်ကတော့2000ကီလိုဂရမ်ကနေပြီးတော့6000ကီလိုဂရမ်ထိရှိနိုင်ပါတယ်အဲ့ဒါကကားတစ်စီးလောက်ကို4ချိန်ရှိတာနဲ့ကိုဆင်တူပါတယ်စင်လေးတွေရဲ့သက်တမ်းကတော့အနှစ်60ကနေအနှစ်80ထိအသက်ရှင်နိုင်ပါတယ်ရန်ကုန်လိပ်ဆန်ဦးရင်ကစင်မာကြီးငုံမှုဆိုရင်အခုဆို83နှစ်တောင်ရှိပြီစင်လေးတွေဟာအာဖရိကနဲ့အာရှဒေသမှာနေထိုင်ကြပြီးတော့မြက်တရွက်တသီးတွေကိုစားကြပါတယ်သူတို့ရဲ့အကြီးမားဆုံးပါဝါကတော့ခွန်အားမဟုတ်ပါဘူးမှတ်ဉာဏ်ပါပဲမှတ်မိခြင်းကသူတို့ကိုလမ်းမပြောက်စေဘူးမိသားစုကိုမကွဲစေဘူးအန္တရာယ်ကနေကာကွယ်ပေးပါတယ်တာတို့သမီးတို့ရဲ့စင်လေးတွေကတာတို့သမီးတို့ကိုသင်ပေးနေရတော့မိသားစုကိုတမိုးထားပါတင်ယူခဲ့တာတွေကိုမမေ့ပါနဲ့အတွေ့အကြုံတွေကအနာဂတ်ကိုကူညီပေးနိုင်ပါတယ်ဆိုတာပါပဲနောက်တစ်ခါစင်လေးပုံမြင်ရင်ကားတစ်စီးလောက်အလေးချိန်ရှိပေမဲ့နှလုံးသားနူးညံ့တဲ့ဉာဏ်ကောင်းတဲ့မိတ်ဆွေတယောက်ရှိနေတယ်လို့စဉ်းစားလိုက်ပါနော်လူပေါင်းလေးများ YouTube channel နဲ့အတူနောက်ဗီဒီယိုတွေမှာဘယ်လိုချစ်စရာကောင်းတဲ့အကောင်လေးတွေတိရစ္ဆာန်လေးတွေအကြောင်းကိုသိအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးပြီးတော့ like and subscribe လေးလုပ်ပေးကြပါဦးရှင်